Noncha Soviet Chizwan in it, that at the Don Dinama General Anyazo, you call you a nazo, Harsilio, show negative matches I read it. When we don't touch a crate on you could only net, Sunny Jamai. Yes, General Ape matches I read Caro, pues it Jamare, Matitari, Lopia Lipi. တက်တဲ့အသင်းကို2စီးဆိုတဲ့ရနံနဲ့ရှုံးနေခဲ့တယ်ဒီရှုံးနေမှုကကျွန်တော်တော့ဒါလူထုတ်ပုံကတော်တော်လေးကိုမှားယွင်းခဲ့တယ်လို့ကျွန်တော်တော့မြင်မိတယ်မိုက်ကယ်ခါရီအနေနဲ့ဒါလူထုတ်ပုံမှားယွင်းခဲ့တယ်ဒါကွင်းလက်မှာဆိုဒါဒီဟာဒီအသက်ခေါ်ယူထားတဲ့ကစားသမား2ယောက်ကိုတပြိုင်တည်းသုံးခဲ့ပြီးတော့ဒါဒူကူလိုကစားသမားကိုအန်ဒဘူလိုမှာထားခဲ့တာကျွန်တော်ကတော့တော်တော်လေးမှားခဲ့တဲ့အချက်လို့ကျွန်တော်မြင်မိပြီးဒါကစားမှုကလည်းတော်တော်ကြီးကိုစုပ်စုပ်ပြက်ပြက်ကြီးတစ်ဖက်ကဟာစီရီယာနှလုံးရပြီးတိုက်အောင်တော့မှဒီ Manchester United ကတိုက်စစ်ဆင်ရမှာတဲ့ဒါ low block တွေ mid block တွေနဲ့ပဲစော့နေအောင်ကျွန်တော်တွေ့ရတယ်ဒါဘောလုံးဝါစနာရှစ်တယောက်အနေနဲ့တော်တော်ကြီးကိုခံပြင်းစရာကောင်းတဲ့ကစားကွက်ပေါ့နော်တကယ်ဆိုရင်ဒါကိုယ့်ဘက်ကကိုယ်သေးရရှုံးနေတယ်တိုက်အောင်တော့မှတိုက်စစ်ပုံဖော်နေရမယ်အခြေအနေမျိုးဒီအစင်ကြီးကတော်တော်လေးကိုကွာတယ်ဒါ Manchester United ဆိုတာဒါအသင်းကြီး6သင်းထဲမှာပါတဲ့အသင်းတစ်ဖက်ကဟာစီးရီးဆိုတာဒါဒီ Manchester United ကိုမနိုင်ဘူးလားမနိုင်ဘူးပေါ့နော်ဒီကမှဒါပထမဆုံးဖွင့်ပွဲမှာနိုင်ပွဲပြန်လဲပြီးတော့ရှာဖွေတွေ့သွားတဲ့အသင်းဒီလူခေါ်ယူပါလေဒီຢာဒီမှာတော်တော်လေးကိုဘာမှကိုပြုတ်လို့မထားတဲ့အသင်းကိုရှုံးနေခဲ့တယ်တခြားဒီတက်တဲ့အသင်းနှစ်သင်းကမှဒါဟာစီးရဲ့စာရေးလူခေါ်ယူမှုတွေဒါပြုတ်လို့ထားတယ်ဒါတောင်မှဒီ Manchester United ကတော့ဒါပီးမီးယားလိအဖွင့်ပွဲမှာတော့တော်တော်လေးကိုဆိုးဆိုးဝါးဝါနဲ့ဖွင့်လိုက်ပြီပေါ့နော်ဒါကွန်းလေးကကွင်းပွဲချိန်မိနစ်60လုံးမှာလဲတော်တော်လေးကိုဒါဆုပ်ဆုပ်ပြက်ပြက်နဲ့ဆောခဲ့တဲ့ပွဲစဉ်တစ်ပွဲပါနောက်ဒီခြေစွမ်းနေတိုင်ချန်ပီယံလိကိုဘယ်လိုသွားခံမှာလဲပေါ့နော်တော်တော်လေးတော့စိုးရိမ်စရာတော့ဖြစ်လာပြီဒါကွန်းလေမှာဆိုရင်တော့ကျွန်တော်တို့နောက်ထပ်ဒါဘာလီဘာနဲ့နောက်ထပ်တယောက်လောက်ထပ်ဖြာတက်သေးတယ်ပေါ့နော်ဒီကျွန်တော်ကတော့ဇက်တုနဲ့တိုင်လီမန်လို့ကွန်းလေအဖြစ်လိုမျိုးကစားတဲ့နှစ်ယောက်ကိုတပြိုင်တည်းတုံးတာကတော်တော်လေးကိုမှားယွင်းတဲ့ကစားခွက်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဘရာသာတို့ဒီအတွက်ဖက်ဒီကန်ခဲ့တဲ့ဘွဲစဉ်ကိုဘယ်လိုမြင်လဲကိုယ့်ရဲ့မြင်လေးကိုလည်းမှတ်ချက်ကလေးရေးခဲ့ပါဦးကျွန်တော်ကတော့အများကြီးမျှော်လင့်ခဲ့ပြီးမှဘာမှဖြစ်ပလာတော့တော်တော်လေးတော့စိတ်ပြက်ပြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်